ဒီနေ့မှာတော့အားလုံးအတွက်ဘ ഹു တုတရဆရာညံစံမိကုန်းလေးတွေမေးချင်ပါတယ်အထည်ရှင်းလင်းချက်မွေတွေမှာညခုမပါဝင်တဲ့အတွက်ညတောင်ခတ်လို့မရပါဘူး။အဲ့ဒီအစားညလုံးကိုကောက်ကပေးထားတဲ့ကျင်းလင်းတဲ့အကျိတ်ခုံတစ်ခုပဲပါရှိပါတယ်။အထည်ရှင်းလင်းချက်ဥရောပတိုက်ဟာကမ္ဘာပေါ်မှာတဲခံနိုင်ရခြင်းများလုံးဝမရှိတဲ့တစ်ခုတည်းသောတိုက်ဖြစ်ပါတယ်။အထည်ရှင်းလင်းချက်တိမ်ငယ်အမျိုးအစားဟာတားကောင်ကိုထိုးထုတ်တဲ့အချိန်မှာတနာရီကိုမိုင်220ကီလိုမီတာကျော်အထိအချိန်ကြီးချင်းကျန်တန်းနိုင်လို့ကမ္ဘာအញ្ញံဆုံးတတော်ဝါအဖြစ်သတ်မှတ်ခံထားရပါတယ်။အထည်ရှင်းလင်းချက်ကုန်းလေးကြီးအချို့ကအတက်150ကျော်ကနေ200နီးပါးအထိနေနိုင်ကြပြီးကမ္ဘာတက်တန်းအရှိဆုံးကုန်းတက်ဝါတွေဖြစ်ပါတယ်။အထည်ရှင်းလင်းချက်ပိနတီဟာတစ်ဖက်ပေါ်မှာတည်တဲ့အတီတွေထဲမှာအကြီးဆုံးနဲ့အလေးလံဆုံးအတီဖြစ်ပါတယ်။ဖျက်တီကတော့နယ်ပင်ကနေတည်တာဖြစ်ပါတယ်။